င်္ဂလာပါတချမ်းငချောက်ကြော်ရအောင်နော်ပထမဆုံးကျမတို့ငချောက်လိုပါတယ်ချက်တော်အနီရဲ့ပစုံကြောက်ရဲ့တရက်တီးစိမ့်ရဲ့စိမ့်သားငပိရဲ့လိုပါတယ်ရှင်ငချောက်ကိုတော့ကျမအယိုးကိုဖယ်ထားလိုက်ပါတယ်အသားပဲသုံးပါမယ်နော်အယိုးကိုတော့နောက်ရက်လိုတာရှိရင်သုံးဖို့အတွက်ဖယ်ထားပါမယ်နော်ငချောက်ကို10မိနစ်လောက်ပြုတ်ပါမယ်အေးခံပြီးတော့ထောင်းပါမယ်ရှင်တော့အနီကိုကျမတို့6စိတ်ပါတယ်ပြည့်တိလေးတွေကိုဒါနဲ့ပေါက်ပဲပေါ့နော်ဒီဓမ္မဆုံးမြို့ကြီးလေးတွေကိုဝင်းနေအောင်ကျော်ပြီးတော့စီစစ်ထားပါမယ်စိမ့်စားငပိကိုအရင်ဆုံးစီထပ်ပါမယ်စားပြီးတော့ပေါ့နော်စီပူလာရင်ငပိထည့်ပြီးစီတက်လိုက်ပါမယ်ငပိစိမ့်နဲ့ပြောက်သွားအောင်လို့အနည်းငယ်မှွေလိုက်ပါမယ်နော်မှွေပြီးတော့သမင်းမုံလေးထည့်ပါမယ်ခဏကြာတဲ့အခါမှာတော့တရက်ပြီးထည့်လိုက်ပါတယ်ရှင်တရက်ပြီးနည်းငယ်နွမ်းသွားလို့ရှိရင်ထောင်းထားတဲ့ငချောက်နဲ့ပစုံကြောက်ကိုထည့်ပါမယ်အားလုံးရောပြီးတော့မှွေပါမယ်အဲ့ဒီနေရာမှာအချိုးမုံတွေအသားမုံတွေသုံးတဲ့လူတွေဆိုရင်တော့ထည့်ပါမယ်နော်ကိုလိုချင်တယ်လို့ထည့်ပါမယ်ကျွန်မစားလေးနည်းနည်းပဲထည့်လိုက်ပါတယ်မရိုက်လိုက်ရပါဘူးရှင်အားလုံးတသားလေးဖြစ်သွားတဲ့အခါမှာနောက်ဆုံးချက်တော်အနီတွေကိုထည့်ပါမယ်စိတ်ရှိလက်ရှိမှွေပေးပါနော်ပြီးလို့ရှိရင်ဟိုဘက်မှာကျွန်မထမင်းမှတစ်ခါတည်းတင်နေပါတယ်အားလုံးအဆင်ပြေလောက်တဲ့အချိန်မျိုးရောက်နေပါပြီကျွန်မအရသာနည်းငယ်လောက်မြည်ကြည့်ပါမယ်ဝေါထမင်းလည်းပေါ့ပါပြီစင်လိုက်ပါတယ်နော်ဒီရကမှကျွန်မဖျောင်းရည်လုပ်ပါတော့မယ်ဖျောင်းအပေါ်ရည်နဲ့ချစ်လိုက်ပါတယ်ဒါဖျောင်းမရှိတဲ့အတွက်ဖျောင်းနိုင်ရလို့တာဖြစ်တဲ့အတွက်ကျွန်မအစင်မပြေခဲ့ပါဘူးရှင်ကျွန်မကြိုင်နေမဲဖြစ်သွားပါပြီအဲ့ဒါကျွန်မဒီလိုမျိုးကစ်တလို့ပဲပေါ့နော်ဖျောင်းအနှံ့ရရင်ပြီးရောဆိုပြီးလုပ်ပါတယ်အခုဆိုရင်တော့တကြံငချောက်ကြော်နဲ့တကြံထမင်းစားလို့ရပါပြီဒါကတော့ကမွန်းကျင်နဲ့ပတက်စားကျွန်မကြိုက်လို့ချက်တာပါတကြံထမင်းနဲ့အတွဲတော့မဟုတ်ပါဘူးဒီနေရာမှာထမင်းကိုရေစမ်းပြီးတော့စားတာမကြိုက်တဲ့လူတွေရှိလို့ရှိရင်ပေါ့နော်ရိုးရိုးထမင်းနဲ့လည်းစားလို့ရပါတယ်ကျေးဇူးတင်ပါတယ်